Hello အားလုံးပဲမင်္ဂလာပါရှင်ရွှေလင်းကဒီနေ့ရွှေလင်းစားခြင်းနဲ့ဟင်းတွေအကုန်လုံးချက်စားပါမယ်ကြက်မော့အချိုကျော်လေးလဲကြော်မယ်တရက်တီးကလေးတွေကိုမဆလာနိုင်ချင်းလေးနဲ့ဆက်ဆက်လေးလဲလှုပ်စားမယ်နောက်ပြီးတော့ဝတ်တနီကျော်လဲကြော်ပါမယ်ငါးသေးသေးလေးနဲ့ပဲပုတ်ကိုလဲဆက်ဆက်လေးကြော်ပါမယ်ရှင်အော်မေးလို့ငါးသားမြောင်းချောက်ကိုလဲမီးသွေးအေးအေးလေးနဲ့မီးဖုတ်ပြီးတော့နှမ်းစီနဲ့စိမ်ပါမယ်ရှင်ဝတ်တနီပြုတ်ကျော်လုံးကြီးကတော့အရှိရက်ကတင်ထားတဲ့24နာရီမပြည့်သေးဘဲနဲ့1 million ချိတ်သွားတဲ့ဗီဒီယိုထဲမှာအပြည့်အစုံရှိပါတယ်ရှင်အမေကတော့ရွှေလင်းမနိုးခင်ကနေကအာလူးနဲ့ဝတ်သားနဲ့ချက်ထားပါတယ်ရွှေလင်းရဲ့အရင်ဗီဒီယိုတွေထဲမှာအာလူးနဲ့ဝတ်သားနဲ့ချက်ပြဘူးရထင်တာပဲအသေးစိတ်တော့ရိုက်မပြတော့ဘူးနော်ဒီနေ့ကရွှေလင်းတို့စီမှာဈေးနေပါရှင်ဈေးရိုင်နဲ့ဝယ်လာတဲ့အချောက်ချမ်းတွေရဲ့အခုခေတ်ဈေးနှုန်းလေးတွေနည်းနည်းလောက်ပြောပြမယ်နော်ဒါကရှမ်းပဲပုတ်3000ဘိုးပါရှင်ဒါမျိုးလေးညိုနေလို့ရှိရင်ပို့ပြီးတော့ချိုပါတယ်ဒါလေးတွေကမီးတန်တွေငါ6ပါရှင်တပိတ်တာဟို3000ဈေးဆိုတော့ရွှေလင်းက90သားဝယ်လာတာဆိုတော့1000ခွဲဖို့ပါရှင်ဒါကငါးအတောင်မြောင်းကြောက်ပါတပိတ်တာကို6000ရွှေလင်းဝယ်လာတာ3000မို့ဆိုတော့90သားပါရှင်ဒါကတော့ကုံစုံဆိုင်အနေနဲ့ဝယ်လာတဲ့တရက်သီးချင်ဘက်ပါဒီတစ်ထုံးမှာ3000ပဲပေးရပါတယ်ရှင်နေသိမ့်မကောင်းတော့အစားတောက်ပြတ်နေလို့အနှစ်တင်နဲ့လည်းမစားချင်ဘူးအချောက်ချမ်းလေးတွေကြော်ပြီးတော့တင်ထားပါမယ်ဝတ်တက်နေပြုတ်ကြော်လုံနေရတော့လူတွေအရန်အမေးများနေလို့ဗီဒီယိုတက်တက်ခွဲပြီးတော့ထုတ်ထားပါတယ်ရှင်ကြည့်ကျင်လို့ရှိရင်အရင်ဗီဒီယိုမှာပြန်ကြည့်ပါကြက်သွန်မြူစီချက်နဲ့မှုမွေးလေးနဲ့ဝတ်တက်နေကြော်လေးရပါပြီရှင်ရပြီဆိုတော့နောက်ထပ်ဟင်းနေဆက်ကြော်ပါမယ်ငါးသေးသေးလေးနဲ့ပဲပုံးနဲ့ကြော်တာကငနီတူငါ6ကိုလည်းကြော်လို့ရပါတယ်ရွှေလင်းကဒီမီးတန်တဲ့ငါ6ပြပြလေးတွေကိုစားချင်တော့မီးတန်တဲ့ငါ6လေးပဲဝယ်ခိုင်းလိုက်ပါတယ်ရှင်ရွှေလင်းတယောက်တည်းစီညော်တွေမိပြီးတော့ကြော်နေရအမေကတနာလို့ရသူကိုယ်တိုင်ဝင်ပြီးတော့ကြော်ပေးနေပါတယ်ငါ6ကိုကြော်ပြီးသွားပြီဆိုလို့ရှိရင်ပဲပုံးရဲ့ကြက်သွန်ဖြူရဲ့ငရုတ်တီကိုလည်းထပ်ပြီးတော့ကြော်ပါမယ်အစာပလာကြီးအကုန်ကြော်ပြီးသွားပြီဆိုတော့ကြော်ပြီးသားတွေအကုန်လုံးရောလိုက်ပါမယ်ရှင်မိဘပေါ်မှာတခါတည်းရောပြီးတော့ကြော်လို့ရှိရင်ကြတော့ငရုတ်တီတူးသွားမှဆိုလို့ပါအရသာကတော့ကိုကြိုက်တဲ့လောက်စားချူမုံလေးချိန်ပြီးတော့ထည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်လွယ်ကူမြန်ဆန်တဲ့ငါ6တေးသေးလေးနဲ့ပဲပုတ်အဆက်ကြော်လေးရပါပြီရှင်ရပြီဆိုတော့နောက်ထပ်တစ်မျိုးဆက်ချက်ပါမယ်တရက်သေးချင်ဘက်ကိုအနေတော့အတုံးလေးတွေကတ်ကြီးနဲ့ကိုက်ထားပါတယ်စီချက်ကိုမွေးနေအောင်ကြက်သွန်ပြူနိုင်ချင်းအယောင်လောက်အောင်အယောင်နေမုံတို့စနေမုံတို့နဲ့တေချာချက်ပြီးသွားပြီဆိုလို့ရှိရင်တရက်သေးချင်ဘက်တွေထည့်လိုက်ပါမယ်ရှင်အရသာအတွက်စားချုံမုံတွေတစ်ခါရေးထည့်ထားပါတယ်ဒီတရက်သေးအချင်ဘက်ကလေးဒံဘောက်တို့ကြက်စီသမင်းတို့မှာပေးတဲ့တရက်ချင်သိရမလားအဲ့တရက်ချင်ကိုမဆလာနိုင်ချင်းနဲ့တရက်သေးကလေးတွေလှုပ်စားတာပါရှင်ဒီတရက်ချင်ဘောက်ကိုထပ်ပြီးတော့လည်းပြုတ်စရာမလိုပါဘူးရှင်ဈေးရိုင်နဲ့ဝယ်တာပြီးကနေကရေးစင်အောင်ဆေးပြီးတော့ကကြီးနဲ့ကိုက်ထားတာပါဆက်ဆက်လေးစားနေတာမလို့ငရုတ်ဒီခွဲချမ်းမုံနဲ့အများကြီးထည့်ပါမယ်တရက်ဒီအစိမ်းတုတ်စားလို့ရှိရင်တော့မဆလာထည့်တုတ်တဲ့ရွှေလင်းရတရက်ဒီကလေးတွေဆိုတော့ဘာပြောကောင်းမလဲမဆလာတွေအများကြီးကိုထည့်လိုက်ပါမယ်ရှင်မဆလာကလည်းဘုတ်စုံမမဆလာထည့်ထားဆိုတော့မွေးနေရပဲထည့်ထားတဲ့ငရုတ်ဒီမုံကလည်းဆက်ပြဲလန်အနံ့အောင်အရသာရောပြည့်စုံတဲ့ရွှေလင်းရဲ့တရက်ဒီကလေးတွေလေးရပါပြီရှင်ကဲရပြီဆိုတော့နောက်ထပ်တစ်မျိုးဆက်ကြော်ပါမယ်ကြက်သားကိုအရင်ပြုတ်လိုက်ပြီးတော့ထောင်းပါမယ်ရှင်ထောင်းတာကတော့ရွှေလင်းထောင်းတာမဟုတ်ဘူးအမေကသူ့လုပ်ပေးမယ်ဆိုလို့သူ့လုပ်နေရပါအမေထောင်းပေးထားတဲ့ကြာစံတွေကိုဟုတ်ပါဘူးကြက်သားကြာစံမဟုတ်အဲ့ချင်းမူတူနဲ့အတန်ထသွင်းနေရကြက်သားအနေနဲ့ကြာစံတော့ဖြစ်သွားရင်တကယ်ဆိုလို့ရှိရင်လေဝတ်သားထက်ချက်သားပို့ပြီးတော့ပောက်ပါတယ်ရှင်ဝတ်တနီကြော်တဲ့ဗီဒီယိုမှာစီမပောက်ဘူးလားဆိုပြီးတော့မေးနေလို့စီပောက်မှာကြောက်လို့ရှိရင်မီးအေးအေးလေးနဲ့ဇက်တိုက်မှွေပါရှင်ထောင်းထားတဲ့ချက်သားတွေအကုန်လုံးကြော်ပြီးသွားပြီဆိုတော့ကြက်သွန်မြူစီတက်ပါမယ်ကြက်သွန်မြူတွေကြက်လာပြီဆိုလို့ရှိရင်ဆယ်ပြီးတော့ကြက်မွကြော်တွေကိုရောပြီးတော့နေပါမယ်ဒါဆိုလို့ရှိရင်ကြက်သွန်မြူနဲ့မုံမွေးလေးနဲ့ရွှေလင်းရဲ့ကြက်မွကြော်လေးရပါပြီရှင်မိုးလင်းကနေဟင်းချက်နေဟင်းချက်ရတာတော့ပြင်းလာရင်ငါ6ကိုမဖုတ်ချင်တော့ကဲနောက်ဆုံးပဲအိတ်နဲ့လည်းမြန်ဖုတ်လိုက်ပါအောင်မယ်ရှင်ငါ6ကိုမဖုတ်ခင်မှာရင်သွေးခဏစိန်ထားပါတယ်ရှင်အဲ့ဒါကြောင့်မှငါ6ထဲမှာရှိတဲ့အငံဓာတ်တွေထွက်သွားမှာပါမိသွေးနဲ့မုံမွေးလေးနဲ့ဖုတ်ပြီးသွားပြီဆိုလို့ရှိရင်နည်းနည်းထုလိုက်ထောင်းလိုက်ပါသေးရဲ့ရှင်ထုထောင်းပြီးသားငါ6ဖုတ်တွေကိုနှမ်းစီလေးများစိန်လိုက်အိုးဘာပြောကောင်းမလဲစားလို့ကောင်းချက်ဝေါဒီနေ့ရွှေလင်းချက်တဲ့ဟင်းတွေအကုန်လုံးရွှေလင်းရဲ့အမွာညီမလေးចောင်းသွားတော့မှမို့လို့သူ့အတွက်လည်းပါပါတယ်သူ့အတွက်လည်းလုပ်ပေးရသေးရဲ့ပြောစကားကြတခုံးမှနားမထောင်မွေးကနေကဘိုက်ထဲမှာတူတူရှိလာကြတာဆိုတော့သိမတည့်ပါဘူးရှင်အဲ့လောက်ကြီးမလုပ်အောင်လေစက်တုံးရဲ့